要多多要，对，阿拉明个老板有对，ဒီကနန်းလေးစော့ကျင်တာ53တို့လေးစော့ကျင်သူ့တပင်းမှာခွာကိုနော်အဲ့ဒါတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ခွာမကိုနောက်ကိုသွားပြီနော်သူကတော့နှလုံးကိုနော်သူကနေတပင်းနှစ်ပင်သုံးပင်တက်ဒီပင်အောင်နေတာ35တို့လေးအောင်နေတာဆိုတော့နှလုံးကိုအဲ့ဒါဆိုရင်တပင်းနှစ်ပင်သုံးပင်ဒီတက်ရင်နှလုံးကိုနော်နှလုံးကိုရဲ့ဆောင်း53တွဲအောင်နေတာတပင်းနှစ်ပင်သုံးပင်ဆင်းနှလုံးကိုရဲ့ဆောင်းကိုနှလုံးကိုခွာကိုအဲ့ဒီဆောင်းကို53တွဲလေးအောင်နေတာတပင်းနှစ်ပင်သုံးပင်ဆင်းနှလုံးကို53တွဲလေးအောင်နေတာနော်အဲ့ဒါဆိုတော့တပင်းနှစ်ပင်သုံးပင်နှလုံးကို53တွဲလေးအောင်နေတာအဲ့တော့နှစ်ပုံခွဲစော်ကြတယ်ဘလို့စော့မလို့ဆိုတော့ဒီကိုးလေးလည်းဖြစ်ပြီးတော့ဒီပင်မှာစော့ဖို့တော့6 5ဒီ3လုံး5လို့ဖြစ်တာနဲ့4ထိပ်ရသွားဟုတ်ပြီနော်4ထိပ်ရသွားပြီ4ထိပ်ရတာနဲ့ဒီ8နဲ့ဒီ5ခါနဲ့3ဟုတ်ပြီနော်သူဒီစော့ပုံမတူတာပြမယ်နော်သူနဲ့3လို့စော့တာနဲ့ဟလာ4ထိပ်ရတာနဲ့53တွဲနဲ့ကတ်မှာဆိုတော့ဘလို့ကတ်ဒါပဲနော်သူကထိပ်ရပြီခါရပြီအပိတ်ဆိုတော့ဒါလေးပဲနော်53တွဲတပင်2ပင်3ပင်4ပင်တက်ဒီကိုလို့လည်းဖြစ်ရှေး3လုံးဒီ9နောက်တစ်ခါရှေး3လုံး9နဲ့ရမှာနော်ရှေး3လုံး9တပွဲရှေး3လုံး9နှစ်ပွဲ9ထိပ်ရသွားတယ်53အတွဲအဲ့ဒါဆိုရင်ခါနဲ့3လို့ဖြစ်တာနဲ့3ညခါ53တွဲနဲ့တပွဲပြတ်တယ်နော်တပင်2ပင်3ပင်ရောက်ပြီနှလုံးကိုဖြစ်တယ်ဒီ3လုံးကို6နဲ့ဆော့ပြီနော်သူ့ပုံစံတူပဲဆော့မှာနော်ဒီနှစ်ပွဲဒီ9နဲ့နော်ဒီမှာ3လုံး9လို့ဆော့တယ်ဒီမှာ3လုံး9လို့ဆော့တယ်အဲ့9နှစ်ပွဲပြီးတာနဲ့ဆက်ဆော့မယ်နော်နောက်တစ်ပင်တက်ရှေ့3လုံးဒီ6လို့ဖြစ်တာအဲ့ဒီ3ညနဲ့ဒီ9နဲ့5လို့ယူပြီနော်သူ့ပုံစံတူပဲဆော့မှာနော်အဲ့ဒါဆိုsorry နော်ဒီ3လုံးဒီ6လို့ဖြစ်တာနဲ့9နဲ့3ညနဲ့နော်9လို့ဖြစ်တယ်53တွဲပဲရဒီမှာနှစ်ပိတ်သူကနှစ်ပိတ်တာမပါဘူးနော်ဒီ53တွဲလေးဆော့တာပဲပြမှာနော်ဟုတ်ပြီဒါမှသူကပွဲပြီးတယ်နှစ်ခါပြန်ပြမယ်နော်တပင်2ပင်3ပင်4ပင်ဒီရောက်ပြီတဲ့ရှေး3လုံး9 8ထိပ်ရပြီအဲ့ဒီ3ညနဲ့ဒီ9နဲ့ကို9လို့ခေါ်တာနဲ့53တွဲလေးနဲ့ဆိုရင်853ဟုတ်ပြီနော်853တကွက်သေးပဲနော်အဲ့ဒါကိုမရှင်းနောက်တစ်ခါပြန်ပြမယ်နော်6လို့ဖြစ်ပြီးအဲ့ဒီ3လုံးဒီ6နဲ့မဆိုင်နဲ့9ဖြစ်တာကိုပြရနော်ဒီ3လုံး6လို့ဖြစ်တာနဲ့တပြိုင်နက်တည်းကျွန်တော်တို့ကဒီပွဲမှာ53တွဲပဲတွဲဆော့မှာအဲ့ဒါဆိုလို့ရှိရင်8ထိပ်နဲ့ဆိုရင်2ကွက်ထိုးရမှာမထိုးချင်လို့အဲ့ဒီ3ညနဲ့အဲ့ဒီ9နဲ့9လို့ခေါ်လိုက်ရင်85တွဲ3ကတ်ရင်853ပြပြီနော်1 2 3 4ပြန်ဆင်းလိုက်မယ်နော်ဒီမှာ6ဖြစ်ခဲ့ပြီဒီ3လုံးဒီ6တဲ့ဒီ3ညနဲ့ဒီ9နဲ့ခါနှလုံးဒီ9လို့ဖြစ်တာလေ30နဲ့5တွဲနောက်လုံးမရှိဟုတ်ပြီနော်ဒါ35တွဲသွားတဲ့ site ပဲကြည်တာနော်ဟုတ်ပြီတပင်2ပင်3ပင်နော်ဒီမှာရှေး3လုံး6ခဲ့တယ်ဒီမှာရှေး3လုံး5ပြီနှစ်ပုံဒီခွဲဆော်မှာနော်ဒီရှေး3လုံး5လို့ဖြစ်တာလေဒီမှာ35တွဲအဲ့ဒါဆိုဟာဒီ3ညနဲ့ဒီ3နဲ့3လို့ဖြစ်တာနဲ့3ပိတ်လိုက်ရင်တကွယ်ထဲအရာ53အတွဲဆော့ကျင်တာကိုပြတာနော်တပင်2ပင်3ပင်ရှေး3လုံးဒီ5လို့ဖြစ်တာနဲ့8နဲ့5နဲ့ဒီ3လို့ဖြစ်တာနဲ့45တွဲ3ကတ်တကွက်ထဲပြတ်တဲ့ site ကိုပြတာမျက်စိမလဲကြနဲ့နော်သူ့ရဲ့စော့တဲ့ပုံကတော့နော်ဒီရှေး3လုံး9တပွဲဒီရှေး3လုံး9တပွဲစော့မယ်53တွဲလေးအပီးစော့မယ်ဒီပွဲကို53အတွဲတစ်ချိန်2ချိန်3ချိန်53အတွဲတစ်ချိန်2ချိန်3ချိန်53အတွဲဟုတ်ပြီနော်အဲ့ဒါဆိုရင်တစ်ချိန်2ချိန်3ချိန်53အတွဲ
53အတွဲလေးပဲဆော့မယ်အဲ့ဒါဆိုရင်နောက်တစ်ကြောင်းပြန်ရှင်းပြမယ်နော်အဲ့ဒီ53အတွဲလေးဒီပင်မှာဆော့ဖို့အတွက်ကိုတဲ့6 5 4ဟာဒီရှေ့3လုံး5လို့ဖြစ်ရင်နောက်တစ်ပွဲလဲရှေ့3လုံး5လို့နှစ်ပွဲဆော့မယ်နော်နောက်တစ်ပွဲမှာဒီရှေ့3လုံးဒီ6ဖြစ်သွားတယ်ဟုတ်ပြီနော်ဒီ3လုံး5လို့ဆော့တာဒီတိုင်းနဲ့ဟာဒီ5ခါနဲ့ဟာဒီ10ခါနဲ့3လို့ဆော့တာနဲ့43တွဲကို53အတွဲနဲ့ဆိုတော့တွဲတစ်ခွင့်နော်453တခါတည်းပြတ်သွားပြီတပင်2ပင်3ပင်4ပင်တဲ555ဆိုတော့ဟိုက်3လုံးဒီ5လို့ဖြစ်တာနဲ့ဟာဒီ3လေးနဲ့ဟိုက်3ညာနဲ့3လို့ဖြစ်တာနဲ့3ညာ5တွဲ3ကတ်ဇလန်းပြတ်သွားပြီနော်53ဟုတ်ပြီနော်အဲ့ဒါဆိုကြည့်မယ်နော်တစ်ချိန်2ချိန်3ချိန်4ချိန်53တွဲဆော့မယ်ဟုတ်ပြီနော်ဒီ3လုံးကို6လို့ခေါ်လို့သူ့ကို6နဲ့ပဲဆော့တော့မယ်နော်ဒီမှာ9နှစ်ပွဲဆော့မယ်6နှစ်ပွဲဆော့မယ်နော်ရှစ်တောင်3လုံး6လို့ဖြစ်တာနဲ့ဟာဒီ3ညာနဲ့ဟိုက်ကောင်လေးနဲ့5လို့ဖြစ်သွားတဲ့အချိန်မှာ53တွဲတွဲပြီးတော့နှစ်တလုံးမရှိ10ခွဲဆိုင်ဟုတ်ပြီနော်ဒီမှာတော့တစ်ခွက်တည်းထွက်တယ်ဒီကနေ့ကနောက်ပွဲရိုက်ချင်တာဒီပွဲတွေ့လို့တင်ပေးတာဒီပွဲရိုက်မယ်ခဏဒီကနေ့ကနော်ဒီချိန်မှာရိုက်မှာနော်ဟာလား6ချိန်ပဲပို့ခဏဒီပွဲကိုတွေ့လို့တင်ပေးတာအဲ့ဒါဆိုရင်ဟာဒီ3လုံး6လို့ဖြစ်တယ်နဲ့ကျွန်တော်ဒီ3လုံးကို6လို့ပဲခေါ်လိုက်မယ်အဲ့ဒါဆိုရင်6တပွဲ6နှစ်ပွဲ5တပွဲ5နှစ်ပွဲဟုတ်ပြီနော်တခြားကြည့်နော်ဒီ9ဒီနှစ်ပွဲဟုတ်ပြီနော်ဒီ3ဒီနှစ်ပွဲအဲ့ဒါဆိုရင်ဒီမှာကြည့်ဒီ3လုံးဒီ6ဖြစ်သွားပြီဒါဆိုရင်လည်းဒီ3လုံးဒီ6နှစ်ပွဲ3ညာ5တပွဲ3ညာ5နှစ်ပွဲဟုတ်ပြီနော်ဒီမှာ85ဖြစ်တော့3ပိတ်တာနဲ့853တကွက်တည်းထိုးမှာတကယ်တမ်းဒီကနန်းဒီချိန်မှာတိုက်ဆိုင်လို့တင်ပေးတာဒီပွဲမှာထိုးမှာနော်6ချိန်မှာထိုးဖို့တည်ထားတဲ့ကနန်း853ဟုတ်ပြီနော်ဒီပွဲအခုစပြီးတော့8ချိန်ကိုတင်ပေးလိုက်ပြီ8ချိန်မထွက်ရင်ဒီပွဲမှာဆက်ထိုးမယ်နော်သူ့ရဲ့ method ဖြစ်ပုံကိုသဘောကျလို့စဉ်းစားတာနော်35တော့ထွက်တာနဲ့တပြိုင်နက်တည်းနောက်ပွဲကြတယ်အပိတ်ထေးဒီ35အောင်တာနဲ့အပိတ်ကထေးတပင်2ပင်3ပင်4ပင်35လို့အောင်တာနဲ့အပိတ်ထေးနော်တပင်2ပင်3ပင်4ပင်35လို့အောင်တာနဲ့အပိတ်ထေးဟုတ်တယ်နော်အပိတ်နှစ်ကိုအပိတ်နှစ်လို့ပဲထိတ်နှစ်လာဆော့နော်ကြည့်နော်ထွက်တာနဲ့အပိတ်ထိတ်ဟုတ်ပြီနော်အပိတ်ထိတ်ကဲအဲ့ဒါဆိုရင်853စိုက်တော့မလာဘူးနော်ဖြစ်နိုင်တာလေးကိုလို့ပြပေးလိုက်တာနော်ဒါပင်တဲ့တက်ကလေးတက်ယူပြနော်853ကဲအားလုံးမင်္ဂလာပါမျိုးတွေ